တိဖို့အရေးကြီးဆုံးဖြစ်ပါတယ်တခြားပညာရပ်တွေဘယ်လောက်ပဲတတ်လူဟာလူအကြောင်းမသိရင်လူလောကမှာအစင်ပြီးနေနိုင်ဖို့ခက်နေပါတယ်လူတွေအကြောင်းသိဖို့ထဲမှာမှကိုအကြောင်းကိုသိဖို့ကပထမဆုံးနံပါတ်1အရေးကြီးဆုံးပါပဲကိုအကြောင်းကိုသိရရင်သူများတို့ရဲ့စိတ်နေသဘောထားကိုလည်းဖတ်ရလွယ်လို့လူကဲခတ်တော်တဲ့သူဖြစ်လာပါတယ်ကိုနဲ့ရင်းနှီးတဲ့သူတို့ရဲ့စိတ်နေသဘောထားကိုသိရလို့ဘယ်လိုအဆင်ပြေအောင်ညီထိုင်မလဲဆိုတာကိုသဘောပေါက်လာနိုင်ပါတယ်ဒီစာအုပ်မှာပါတဲ့လူစိတ်တဘာဝအမျိုးမျိုးကိုတည်တည်ချာချာလေ့လာပြီးနောက်မှာကိုဟာဘယ်လိုလူမျိုးဆိုတာသိရှိပြီးပင်စရာရှိတာကိုပြင်မယ်ဂယုစိုက်တဲ့တာကိုစိုက်မယ်တံပိုးထားတဲ့ကိုကျင့်တရားကိုတံပိုးထားရင်မိမိဘဝကိုပြောင်းလဲနိုင်မယ်စိတ်ဓာတ်နဲ့အတိအမြင်ရင့်ကျက်လာမယ်နောက်ဆုံးမှာတော့ကိုယ်စိတ်ကိုယ်တဘာဝဆိုတာကိုလွတ်မြောက်သွားပြီးငါဆိုတာကိုလွတ်မြောက်သွားမယ်ငါဆိုတာကိုလွတ်မြောက်မှအတ္တကင်းမယ်အတ္တကင်းမှတကယ်စစ်မှန်တဲ့လွတ်လပ်မှုကိုခံစားရနိုင်ပါတယ်မင်းလေးဖတ်ကြည့်ပြီးမင်းရဲ့အချင်းစရဲ့အားလုံးနဲ့ကွက်တီကိုမာနီတော့တကယ်ပဲသဘောကျမိပါတယ်စာဖတ်သူတို့လည်းငါဘယ်သူလဲဆိုတာကိုသိရှိပြီးငါဆိုတဲ့လုံးရဲ့အောက်ကနေလွန်မြောက်ကအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ